ကဲအားလုံးပဲပေါ်ရိုင်အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီညတော့ပေါ်ရိုင်အားလုံးပြောကြလေရှိလို့ပါအဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ PUBG 4.3 update လေးလာလာဖြစ်တဲ့အတွက်ကျွန်တော်တို့အားလုံးပဲ PUBG challenge တွေခဏနားထားပါတယ်ကျွန်တော်16ရက်နေမှာပြန်လဲဆုံလို့ကြပါမယ်17ရက်နေမှာပြန်ပြီးတော့မှကျွန်တော် PUBG challenge တွေပြန်ပြီးတော့စထောင်မယ်ပေါ့နော်အခုကျွန်တော်17ရက်နေစလို့နားထားပါတယ်ကျွန်တော်16ရက်နေမှာပြန်ပြီးတော့ဆုံပါမယ် Okay နောက်တစ်ခုပြောချင်တာကတော့ပေါ့နော်ကျွန်တော်ဒီ PUBG UC နဲ့ပတ်သက်ပြီးတော့မှတိုင်လောက်ကြလို့ရှိရင်ကျွန်တော်တို့ PUBG ကိုင်းဝင်လာမှာဖြစ်တဲ့အတွက်ပေါ်ရိုင်အားလုံး PUBG UC လေးလာကြိုတင်ဝယ်ယူထားကြဖို့ပေါ်ရိုင်အားလုံးမှာချင်ပါတယ်ဘာလို့လဲဆိုတော့ခေလို့ event လာလို့ရှိရင် PUBG UC ဈေးလေးတွေအပြောင်းလဲလေးရှိရဖြစ်တဲ့အတွက်ဈေးတွေအတက်ကြရရှိနိုင်ပါတယ်အဲ့အတွက်ပေါ်ရိုင်အားလုံးကိုကျွန်တော်ကြိုတင်ပြီးတော့ဝယ်ယူထားကြဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ကျွန်တော်ရှိမှ live ဝယ်ယူလို့ရပါတယ်အုံနောက်ကိုလည်းရောက်လာဖြစ်တဲ့အတွက် PUBG UC ကိုစုံစိတ်ချစွာနဲ့ live ဝယ်ယူအပ်ပေးလို့ရပါတယ်ခင်ဗျာအားလုံးပဲ PUBG အကောင့်ရောင်းဝယ်နေတာဖြစ်ဖြစ်ဝယ်ရတိုင်းမလို့လိုချင်တာဖြစ်ဖြစ်ကျွန်တော်ရှိမှ live မေးမြန်းလို့ရပါတယ်ကျွန်တော်ဒီ TikTok အကောင့်လေးကိုလည်း like follow လေးနဲ့ပြထားကြမှာမေးကြပါနဲ့နောက်ပြီးတော့ဒီအသေးစိတ်ကိုသိရှိနေဆိုလို့ရှိရင်ကျွန်တော်ဒီ TikTok channel ကနေဖြစ်ဖြစ်နောက်ပြီးတော့မှဒီအယောင်းဝင်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော် Telegram ဒီ file ကနေပြီးအားလုံးဆက်သွယ် live မေးမြန်းလို့ရပါတယ်နှစ်ခုလုံးကနေ live လေးပြောလို့ရပါတယ်ဒီဒါကတော့ဘာလို့ PUBG channel လေးမထောက်နိုင်လဲလို့မေးလို့ရှိရင်တော့ကျွန်တော်ဒီရဲ့ပလင်တာအားလုံးပြင်ဆင်မှုလေးရှိနေလို့အားလုံးမနာတာဖြစ်တဲ့အတွက်ပေါ်ရိုင်အားလုံးဆက်ရှယ်နေပြန်လဲဆုံလို့ကြပါမယ်ကျွန်တော်လည်းဆက်လက်ပြီးအပိနေကြပါအားလုံးတောင်းဆိုချင်ပါတယ်ကျွန်တော်ရဲ့ TikTok အကောင့်လေးကို like follow ထားကြဖို့အားလုံးတက်ပြီးတော့မှာချင်ပါတယ်အားလုံးပဲနောက်တဲ့ဗီဒီယိုပြန်လဲဆုံလို့ကြပါမယ်ကျွန်တော်လည်းဆက်လက်ပြီးအပိကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like subscribe လုပ်ထားလို့ရပါတယ်ကျွန်တော်ဒီ subscriber 50လောက်ပြီးလို့ရှိရင်ကျွန်တော် YouTube မှာလည်း live stream လုပ်မှုစဉ်းစားထားရှိပါတယ်ဘာလို့လဲဆိုတော့ဒီတော့ကတော့ပေါ့နော်ကျွန်တော်တို့မြန်မာပြည်ရတချို့ကြည့်လို့မရဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ YouTube လေးမှာ live stream လုပ်ချင်လို့တကယ်လို့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားကြပါအားလုံးတောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးပဲနောက်တဲ့ဗီဒီယိုပြန်လဲဆုံလို့ကြပါမယ်အားလုံးပဲ bye bye ပါ